ရှောင်ရွမ်းနိုးလာစမ်းပါမင်းတေလို့မဖြစ်ဘူးရှောင်ရွမ်းရှောင်ရွမ်းရှောင်ရွမ်းရွာသားတွေအားလုံးစားစရာအကျွင်းကြံလေးတွေတောင်မနှဲရှာဖွေစားတောက်နေကြရချိန်မှာသူကတော့အသက်ကယ်ဖို့ထားတဲ့ပတ်စံကိုတုံးပြီးမိမတယောက်ကိုအတင်းအဓမ္မခေါ်ယူခဲ့တယ်သူကအရိုက်ခံပြီးတေးတင်းတဲ့ကောင်ပဲဘသူကတေးတင်းတာလဲသူပြန်ရှင်လာပြီငါအတိတ်ကိုပြန်ရောက်လာတာပဲအခြားသူတွေကမင်းသားတွေဖြစ်လာကြပြီးငါကြားမှာငတ်မခေါင်းပါတဲ့ခေရဲ့လူဆိုးလူမိုက်ဖြစ်နေရတာလေအမေရဲ့စားစရိတ်ကိုခိုးတယ်အကိုကြီးကိုရိုက်တယ်အမကြီးကိုဆဲဆိုတယ်ညီလေးဆိုရင်လဲငါ့ကိုမြင်တာနဲ့တင်တုံလုံးနေတာတတိယအကိုတားမငိုတော့ပါဘူးတော့တားကိုမရိုက်ပါနဲ့တော့ဒီလိုကောင်မျိုးကတေးတင်တာပါတတိယမင်းနိုးလာပြီလားဆက်ရိုက်မစိုးပါနဲ့တော့တတိယအကိုနိုးလာပြီအစင်းမြင့်တစ်မအမျိုးစားတွေ့ရှိသည့်တန်မိုးရှေ့ရမော်တင်ကအခုပဲရောင်းချမှာလားဟင်းကုတ်ပါလားတတိယနင်အခုဘာလုပ်နေတာလဲခင်းတွေကတကားကိုပိတ်နေလို့မိဖို့ကြောင့်လဲရွှေ့ပေးမလို့ပါငါလှုပ်လိုက်ပါမယ်ရပါတယ်နင်နားနေပါအစင်းမြင့်တစ်မအမျိုးစားတွေ့ရှိသည့်တန်မိုးရှေ့ရမော်တင်ကအခုပဲရောင်းချမှာလားရောင်းမယ်စနစ်ကဝယ်ယူရေးစာမျက်နှာသို့အလိုလျောက်ရောက်ရှိသွားပါပြီအမကြီးတတိယအကူကထင်းတွေကိုခိုးပြီးအရက်နဲ့တွားလဲတော့မလို့လားတိတ်တိတ်နေတကားနဲ့ဝေးဝေးမှနေဒါဘာအနက်လဲဘာကြည့်နေကြတာလဲပကံလုံးယူပြီးစားကြလေတတိယအကူဒါသားတို့အတွက်လားတခြားဘယ်သူရှိလို့လဲဟိုတကားဝါကအတင်းပြောနေတဲ့သူတွေအတွက်ထင်လို့လားဂူမီသားစုတော့ဒီတစ်ခေါက်တကယ်မွဲသွားပြီထင်တယ်ဒီလိုခေတ်ကြီးမှာဘသူကကောင်းကောင်းမွန်မွန်စားနိုင်မှာလဲတကယ်ကောင်းတာပဲတတိယအကူရဲ့အရန်ကောင်းတာပဲတရွာလုံးအမိုက်ကောက်စားနေရတာလေအဲ့တော့ဒီတနက်ကနေစတာပေါ့ငါကူစုရွံကငါမိသားစုရဲ့စပားကြီးကိုအပြည့်ဖြစ်အောင်လုပ်ပေးမယ်ဟာငါမီးဖို့ချောင်းထဲကပစ္စည်းတွေကိုမသိရသေးဘူးမိသွားရင်တော့တေးပြီးဘသူမှမလုံနဲ့ငါပစ္စည်းအချို့သွားသိမ်းလိုက်အောင်မယ်တော်သေးတာပေါ့ဒါကိုပစ္စည်းတို့လောင်ယုံဖြစ်ပါသုံးလို့ရတာပဲဒီချက်ကတကယ်မိုက်တာပဲအမေပြန်လာပြီလားတတိယအကူနိုးနေပြီနင်းအဆင်ပြေရဲ့လားရှောင်ရွံငါမှလန့်လိုက်ရတာအမေတားအဆင်ပြေပါတယ်ဒီလောက်ခီးဝေးကြီးလမ်းလျှောက်လာရတာမောနေပြီလားအမေရှောင်ရွံကဒီနေ့တကယ်ကိုမတူတော့တာအမေဒီလောက်ဝေးဝေးလမ်းလျှောက်လာတာဗိုက်စာနေရောပေါ့အထဲဝင်ပါသားစားစရာတခုခုလုပ်ပေးမယ်နင်ငါအတွက်ချက်ပေးမလို့လားအမေကငါ့ကိုစံခိုးတော့မယ်လို့ထင်နေတာဒီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းချန်ခဲ့တဲ့အကျွေးတွေကတကယ်ဆက်ရခတ်တာပဲမိဖို့ကြောင့်လည်းဘသူမှမဝင်နဲ့နော်အမကြီးတတိယအကူဒီတစ်ခေါက်ဘလို့အရသာရှိတဲ့စားစရာတွေချက်ပေးမလဲမသိဘူးနော်ဒီတစ်ခေါက်လားအမေတားချက်ထားတဲ့ပြောင်းဆန်ဆန်ပြုတ်လေးတောက်ကြည့်ပါဦးပူတယ်နော်အမေငါရဲ့အရင်ဘဝတုန်းကမိဘမဲ့တယောက်ပါမိသားစုရဲ့နှွေးထွေးမှုကိုဘယ်တော့မှမခံစားဘူးခဲ့ဘူးဒါပေမဲ့ဒီဆင်းရဲတဲ့မိသားစုလေးကတော့ငါ့ကိုတကယ်ပဲဂရုစိုက်ကြတာပါအမေကောင်းရဲ့လားဟင်အရန်ကောင်းတာပဲဒီလိုချိုတဲ့ဆန်ပြုတ်မျိုးငါတခါမှမတောက်ဘူးဒီနေ့ညတော့ဒီအချိုတက်လေးကိုပဲအိမ်မက်မက်တော့မယ်ဘိုက်ဝါရင်ပြီးတာပါပဲအိတ်ကြတော့လေမနှက်ဖြန်တောင်ပေါ်တက်ရအောင်မယ်ဘိုက်တော့ဝသွားပါပြီဒါပေမဲ့ဒီနေ့ညဘလို့အိတ်ရမှာလဲတတိယအကူဒဏ်ရာကမကြမ်းပါသေးဘူးနှွေးတဲ့အလဲမှာအိတ်လိုက်ပါသားကနေရန်ဘက်မှာအိတ်လို့ရပါတယ်နေရာအများကြီးမယူပါဘူးသူတို့ကငါ့အပေါ်ပို့ပြီးအာနာတက်လေးလေးငါကနေရာမရှိဘူးလို့ပြောရမှာပိုရှက်လေးလေးပဲပထမဆုံးကူးပြောင်းလာတဲ့ညမှာပဲ Tetris game ဆော့ရတယ်လို့ဖြစ်နေတော့တာပဲငါဂုံးမွေရာတွေလိုချင်တယ်အိမ်သစ်ဆောက်ချင်တယ်ကိုပိုင်ခန်းလိုချင်တယ်ဒုတိယအကူရောဘာလို့မမြင်ရတာလဲအမကြီးကိုရောဘာလို့မတွေ့တာလဲတောင်နောက်ဖက်ကရိုင်းနဲ့ဟင်းသီးဟင်းရွက်တွေကိုရွာသားတွေတူးယူကြတာကုန်တလောက်ရှိပြီးနင့်အမကြီးကတောင်နှက်ထဲထိဝင်သွားတဲ့နင့်အကူဒုတိယကတော့ဒီမနက်စောစောကလေးကရေသွားခတ်တာဖះပဲသိမယ်ဘယ်တော့မှမိုးရွာမှလဲလို့ဂျုံရိတ်သိမ်းနိုင်မှာမဟုတ်တော့ဘူးထင်တယ်ပထမကရေကြီးတယ်နောက်တော့မိုးခေါင်တဲ့နေရာတိုင်းမှာကျိုင်းကောင်တွေကြာနေတာမိုးခေါင်တာကအကြောက်ရဆုံးမဟုတ်ပါဘူးအဲနောက်မှပါလာတဲ့ကျိုင်းကောင်တွေကပိုကြောက်ဖို့ကောင်းတာငါလဲတောင်နောက်ဖက်သွားကြည့်လိုက်အောင်မယ်ဝါခုတတိယနင်ဒီလောက်တမ်းမှမန်းငါမသိခဲ့ဘူးတုံနဲ့အရိုက်ခံရတော့ကအမြုပ်တွေတောင်ထွက်နေတာကိုဒီနေ့တော့အပြင်မှာလမ်းလျှောက်နေနိုင်ပြီပေါ့ဒုတိယခွေးရနင်ကငါတို့ရဲ့အနာဂတ်ပညာရှိကြီးကိုဒီလိုစကားပြောရတာလားတတိထားတော့နင့်ကောင်းကိုဖျက်ပစ်လိုက်မယ်ဟာဟာဟာပတ်စံတွေအများကြီးသုံးပြီးမှစာလုံးနှဲငယ်တောင်သိရလားမသိဘူးနင်ကတကယ်ပဲကြီးမြတ်တဲ့ပညာရှိကြီးလို့ထင်နေတာလားနင်မနေပြီးပညာရှိဆိုရင်တော့ရှောက်ပြီးခေါင်းမဖြတ်နိုင်ပါဘူးဘာတွေဖြစ်လာမလဲဆိုတာဘသူအတက်ပြောနိုင်မှာလဲငါစာတင်နေသမျှတော့အခွင့်အရေးအမြဲရှိနေအောင်ပါမင်းရောမထင်ဘူးလားနင့်မှာဘာအခွင့်အရေးမှမရှိဘူးနင့်ကိုနင်ပြန်ကြည့်ပါဦးမပြက်ကြီးရနင့်မိသားစုကဘိုးဘွားတင်ကြိုင်အတွက်နေရာကောင်းရွေးပြီးပြီလားနင်ပညာရှိဖြစ်လာတဲ့နေ့ကိုမြင်ရဖို့နင်အသက်ရှင်ပါမလားမသိဘူးအဲ့မတိုင်ခင်နင့်မိသားစုတစ်ခုလုံးငတ်တည်သွားလိမ့်မယ်နင့်ရဲ့တနာစပွဲပုံစံနဲ့ဆိုရင်နင့်ရဲ့ယူသွတ်နေတဲ့အမေပဲနင်စာတင်နိုင်မယ်လို့ယုံမှစိတ်ပြက်စရာပဲခုတတိယနင်ယူနေတာလားဒုတိယခွေငါဘလောက်တန်လဲဆိုတာနင်မသိချင်ဘူးလားနင်ရိုက်ချက်တစ်ချက်လောက်ခံကြည့်ပြီးကိုယ်တိုင်သိအောင်လုပ်ပါလားနင်မလုပ်ရဲပါဘူးငါမလုပ်ရဲဘူးဟုတ်လား
နားတော့မရိုက်ပါနဲ့တော့ငါမှားသွားပါတယ်မရိုက်ပါနဲ့တော့ဒီလောက်တက်တိမရှိတာကိုပါဇက်ကတော့စီးမရှိဘူးဘာဖြစ်လို့လဲအခုမှကြောက်သွားတာလားဆုပ်ဆုပ်ပြက်ပြက်ပါဇက်နဲ့ငါအမေကြောင်ပြောတော့ကနင့်မရောအမေမရှိဘူးလို့ထင်နေတာလားဆဲချင်ရင်ဆဲငါမိသားစုကိုတော့ထဲ့မပြောနဲ့မဟုတ်ရင်နောက်တစ်ခေါက်ကယူနာတက်မှာမဟုတ်ဘူးလို့ကတိပေးတယ်တော်ပင်နီလျာတွေ့ရှိသည်ဘာလို့ဈေးနှုန်းမပြတာလဲဒီစနစ်မှာခိုးတောင်ရှိတာလားတော်ပင်နီလျာတွေ့ရှိသည်တန်မိုးသူမြတသမငါမော်တင်ကအခုပဲရောင်းမလားရောင်းမယ်ဒီတော့ဒီပင်နီလျာရဲ့တန်မိုးရှိတဲ့အစိပ်ပိုင်းကသူ့ရဲ့အမြင့်ဥတွေပေါ့ခုတတိယနင်းအဲ့ဒီဥတွေကိုတူပြီးဘာလို့မလို့လဲအဲ့ဒါတွေစားလို့မရဘူးဒေါ်တော်ဝမ်းခြေတံမကြပဲလမ်းလျှောက်လာတာပဲငါမှလမ်းလိုက်ရတာဒီဥတွေကအစိတ်ရှိတယ်တောင်ပေါ်စိမ့်စားဥနဲ့တူပေမဲ့စားလိုက်ရင်သေးလိမ့်မယ်မစိုးရိမ်ပါနဲ့ဒေါ်တော်ရဲ့အစိတ်ရှိမှန်းငါသိပါတယ်ဒါဆေးဘက်ဝင်အပင်ပါမျိုးတွေကဆေးဆိုင်တွေကဝယ်ကြတယ်ငါဂျုံနဲ့လဲဖို့တူးနေတာပါဒီကလေးကအရင်ကလိုရိမ့်ရိုင်မနေတော့ပါလားတမာတိရှိလာတာပဲစကားပြောတာလဲပိုပြီးရှင်းရှင်းလင်းလင်းရှိလာတယ်မနေ့က800ရဲကဦးစီစားအတွက်65ဒင်းကားသုံးခဲ့တယ်တူရင်သေးလေးက10နှစ်ဒင်းကားပင်နီလျာရောင်းလို့ရတာ100 5.5ဒင်းကားနဲ့ဆိုငါမှာ828.5ကျန်တဲ့အကောင့်ထဲမှာလက်ကျန်ရှိနေတာကစိတ်အေးရတာပေါ့တောနက်ထဲရောက်လေတောင်ပေါ်ထွက်ကုန်တွေပိုရလေဖြစ်မှာပါကံကောင်းရင်စိမ့်စားဦးဟောင်းတွေတောင်တွေ့နိုင်တယ်အရင်ကဖုန်းထဲမှာမှုရှာတာတွေကိုကြည့်ဘူးတာအရန်စိတ်လက်ပေါ်ပါစရာကောင်းတာပဲကဲကြပါဦးအဲ့ဒါအမကြီးရဲ့အတန်ပဲအမကြီးနည်းနည်းလောက်တောင်းခံထားပါဦးပြီးတော့ရှောင်းရန်ပြီးတော့ငါ့ကိုမငင်းနဲ့ဒီတော်ထဲမှာအရွယ်ရောက်ပြီးသားတောဝက်တကောင်ရဲ့တဘာဝရန်သူဆိုလို့မရှိတဲ့လောက်ပဲအဲ့ဒီအဆွေတွေနဲ့တစ်ချက်တိုက်လိုက်ရင်လူတယောက်ရဲ့ဝမ်းပိုက်ကိုပွန့်ထွက်သွားစေနိုင်တာငါလက်ထဲကဓာမကသူ့အည်ပြားကိုဖောက်နိုင်ပါမလားမသိဘူးဒါပေမဲ့ငါအမသေးတာကိုတော့ဒီအတိုင်းရဲမကြည့်နိုင်ဘူးအရင်နှီးဆုံးပေါင်း14တလက်ကဒင်းက1200တန်တာဒါပေမဲ့ငါမှ800ကျော်ပဲကြံတော့တာဘာလို့ရမလဲအမကြီးအဲ့ဒီတကိုင်းကိုမြဲမြဲကင်ထားမလုပ်နဲ့ငါမသေးချင်ဘူးဂူဆန်းနင်းအဲ့ဒီကောင်ကိုမနိုင်ဘူးပြေးတော့အမေကိုသွားပြောပေးပါငါစုထားတဲ့16ဒင်းကားရှိတယ်အဲ့ဒါငါကုတင်ပေါ်ကကောက်ယူအောင်မှာဝတ်ထားတာအမကြီးဘာလို့တာလဲအပေါ်ကိုအရင်တက်ပါရှောင်းရွမ်းနင်းမပြေးရင်ငါဒီတစ်ပင်ပေါ်ကနေခုံချလိုက်မှာနော်အစစ်မြစ်ဆန်ဟုံမိုတွေ့ရှိသည်ဆန်ဟုံမိုဒါတွေကအများကြီးတန်တယ်လို့ငါမှတ်မိတယ်စနစ်ကလည်းအစစ်မြစ်နယ်လို့ပြောတယ်တစ်ပင်ပေါ်ကဆန်ဟုံမိုကကန်စားတာပဲအရင်ဆုံးဆန်ဟုံမိုကိုရောင်းလိုက်မယ်ပြီးမှဒီကောင်ကိုရှင်းမယ်ရှောင်းရွမ်းအစစ်မြင့်တောဆန်ဟုံမိုတွေ့ရှိသည့်တန်မိုး4500ဒင်းကားရောင်းချမှာလားရောင်းမယ်အစစ်မြင့်ပေါင်းဆက်လေးကို9000နဲ့ဝယ်လိုက်မယ်ကာဗွန်စတီးများကောင်း10ခုပါရလိုက်တယ်တောဝက်မပြောနဲ့ဝက်ဝုံပင်ဖြစ်ဖြစ်လဲကျသွားမယ်အမကြီးအောက်ဆင်းခဲ့တော့ရှောင်းရန်ချုံမေနင်းတစ်ပင်တက်တက်မှန်ငါမသိခဲ့ဘူးနောက်တစ်ခွန်းထပ်ပြောကြည့်နင်းပါဇက်ကိုဖျဲဖြစ်မယ်ချုံမေနီးပညာအရာပြောရရင်ဒီနေ့ငါနဲ့အသက်ကိုကယ်ခဲ့တာနော်နည်းနည်းလောက်ရင်ကြေးမဆက်ဆံနိုင်ဘူးလားကျေးဇူးဆက်တဲ့အနေနဲ့ငါ့ကိုလက်ထပ်ဖို့ဆက်စင်းစားတင်ပြီထင်တယ်ပောက်ကရတွေရှောက်မပြောနဲ့ဒီလေးနဲ့များကိုတောထဲမှာတွေ့ခဲ့တာပါအမေးလိုက်သမားတယောက်ကြံခဲ့တာဖြစ်မယ်ဒီတောဝက်ပြန်မလာခင်ဒီကနေသွားကြရအောင်回来了，算了。ဒီကောင်ကပေါင်400ကျော်လေးမှာပဲဘလို့လို့အိမ်ပြန်တည်ကြမလဲပေါင်400အသားကတပေါင်ကို30ဒင်းကားရရင်ပတ်စံအများကြီးရမှာစစ်မှန်တော့တောဝက်သားတွေ့ရှိသည့်တန်မိုး8000အမှတ်ရောက်မလားသူအသက်ရှင်နေတော့ကမဝဲပဲငါရှင်းပြီးမှရောက်လာတာလားဒါပေမဲ့အမကြီးနဲ့ချုံမေတို့ရှိနေတော့ပျောက်သွားအောင်လုပ်လို့မရဘူးတောဝက်ကိုပိုင်းလိုက်မယ်အသားပဲယူသွားမယ်ခေါင်းနဲ့ဦးတွေကိုတော့ထားခဲ့မယ်မဖြစ်ဘူးဒီခေါင်းကအနည်းဆုံးပေါင်34ဆဲလောက်လေးတာဒီအတိုင်းလွင့်ပြစ်လို့မဖြစ်ပါဘူးဒါတွေကအသားကောင်းတွေဖြုံးတီးလို့မဖြစ်ဘူးငါတို့3ယောက်အားဆိုင်ရင်အိမ်ရောက်တယ်သွားနိုင်ပါတယ်ဒီငတုံးဝက်ကဘာလို့ဒီလောက်ဝတ်တုံနေတာလဲငါမှချမ်းရှိတာတော့သုံးလို့မရဘူးပေါင်400ကိုတောထဲမှာဒီလောက်ကြာအောင်တည်လာရတာငါကြောကုန်းကျိုးတော့မယ်ဦးလေးရှောင်းရွမ်းနင်းဒီတောထဲမှာဘာလုပ်နေတာလဲကျွန်တော်စားစရာရှာနေတာပါအပြင်ဘက်မှာဘာမှမကြံတော့လို့နည်းနည်းအထဲဝင်လာတာဒီအမြင့်တစ်ခုပဲတူးလို့ရတယ်အိမ်ယူသွားပြီးပြုတ်စားလိုက်ပါနင်းစောစောကအရိုက်ခံရတယ်လို့ကြားတယ်လဲထဲမှာအလုပ်ပြီးရင်ဝင်ကြည့်မလို့ပဲဒါပေမဲ့နင်းအဆင်ပြေတယ်လို့ကြားလို့ပါကျေးဇူးပါဦးလေးအိမ်မှာစားစရာရှိပါတယ်တူလေးရယ်ကိုဦးလေးနဲ့အာမနာပါနဲ့သူ့အဖေကစောစောစီးစီးဆုံးသွားတာငွေတွေကိုဒီတူကပဲဖြုံပစ်ခဲ့တာသူတို့ငတ်မနေရင်တောထဲစားစရာလာရှာမှာမဟုတ်ပါဘူးဦးလေးကျွန်တော်တောင်ပေါ်မှာတောဝက်တကောင်ရခဲ့တဲ့အိမ်ထိတဲဖို့ကူညီပေးပါဦးဘာနင်းတောဝက်ရခဲ့တာလားဦးလေးကူဖះသခင်ရဲ့ဒီတောဝက်ကအကြီးကြီးပဲ
ဝါတောဝက်ကြီးကြီးပဲရှောင်းရွမ်းနင်တို့ဒါကိုဖမ်းခဲ့တာလားဒီအရွယ်စားနဲ့ဆိုနှစ်တစ်ကူအထိစားလို့ရတာပဲဘသူကယူပြီးဒါကိုစားမှလဲစံအများကြီးနဲ့တွားလဲလို့ရတာကိုဂူဆန်းကတော့တကယ်ကန်ကောင်းတာပဲတောင်ပေါ်ကိုခြေတလန်းမှမတက်ဘူးပဲနဲ့တောဝက်ကြီးကြီးရလာတယ်လေနင်ကကန်ကောင်းတယ်ပြောတာလားနင်ကိုယ်တိုင်တွားလို့ကြည့်ပါလားနင်ကိုခွင့်မတက်ဘူးလားလို့ဦးလေးချုံမေအထဲဝင်ပြီးနားကြပါဦးမလီးပါနဲ့ဦးမနှက်ဖြန်ဦးလေးယူဆိုင်ရဲ့လှဲကိုယူပြီးမြို့ထဲသွားရောက်စားစရာအချို့ဝယ်ခဲ့ကြမယ်အမေရာသီဥတုကပူလာပြီးအသားကတညခံချင်းခံမယ်ကလီစာတွေကတော့ခံမှာမဟုတ်ဘူးပုတ်သွားရင်တကောင်လုံးပုတ်စော်နံသွားလိမ့်မယ်ဈေးကောင်းရမှာမဟုတ်ဘူးအခုပဲခုတ်ထေတာပိုကောင်းမယ်မနှက်ဖြန်တဝက်ကိုမြို့ထဲသွားရောက်မယ်ကျန်တဲ့တဝက်ကိုငါတို့အတွက်ထားမယ်အရင်ကအရန်အေးဆက်ပြီးခေါင်းမာခဲ့တာအခုတော့အခြားသူတွေကိုပါစဉ်းစားပေးတက်လာပြီးသူ့ဦးလေးကနှစ်တွေကြာကြီးကူညီပေးခဲ့တာပါဦးလေးသုံးကအဆင်ပြေပေမဲ့သူ့မိမကတော့တကယ်ဒုက္ခပေးတဲ့သူအမေငါအိမ်ဟောင်းဘက်သွားလိုက်အောင်မယ်ဦးလေးအဖိုးကြီးရှောင်းရွံခေါ်နေတာထင်တယ်ဒီလောက်ညစ်နက်မှလာတာဆိုတော့တခုခုမှားနေပြီထင်တယ်မန်းချမ်းကပြောတယ်ရှောင်းရွံတောင်ပေါ်မှာတောဝက်ရလို့တဲ့အကူကြီးလာတောင်းတာဖြစ်မယ်အထဲဝင်ခိုင်းလိုက်ပါငါဂျုံပြားတစ်ချက်ပေးလိုက်မယ်အဖိုးအဖွာကျွန်တော်ဒီနေ့တောဝက်ရလို့ပေါင်တစ်ချောင်းယူလာပေးတာပါဟိုးနင်းပေါင်တစ်ချောင်းလုံးတဲလာတာလားဒါကိုပတ်စံအများကြီးနဲ့ရောင်းလို့ရတာကိုဘာလို့ဒီကိုယူလာတာလဲပြန်ယူသွားပါမနှက်ဖြန်မြို့မှာသွားရောင်းစားဖို့ဂျုံအချို့လဲလိုက်ပါအဖွာအဲ့ဒီတောဝက်ကအကြီးကြီးပါကျန်တာရောင်းရင်ကိုစားစရာအများကြီးရပါတယ်ဒါကလက်ဆောင်တင်မဟုတ်ပါဘူးဒီနေ့ကူညီပေးခဲ့တဲ့ဦးလေးကိုကျေးဇူးဆက်တာပါအဖိုးနဲ့အဖွာလည်းအသားစားရတာပေါ့အမေဒါမြေးပေးတဲ့လက်ဆောင်ပဲသူ့စေတနာကိုအလကားမဖြစ်ပါစေနဲ့ဒီလိုခေတ်ကြီးမှာဘသူမှစားစရာကိုညင်းမှာမဟုတ်ဘူးနေ့မှာမိသားစု9ယောက်ရှိတယ်အားလုံးစားဖို့လိုတယ်ရပြီနင်းရှောင်းရွံအတွက်မုတ်လုပ်ပေးမလို့မဟုတ်ဘူးလားသွားလုပ်လေအဖွာမလုပ်ပါနဲ့တော့ညစ်နေနေပြီကျွန်တော်ပြန်တော့မယ်ယူသွားပါဒီနှစ်ကမိုးခေါင်တယ်ရိတ်သိမ်းရတာကောင်းမှမဟုတ်ဘူးပတ်စံအချို့စုထားဖို့လိုတယ်ရာသီဥတုမကောင်းရင်အဲ့ဒီပတ်စံကနင့်အမေနဲ့အခြားသူတွေကိုအသက်ဆက်ပေးမှာညီလေးဒီအသားကလူကြီးတွေအတွက်ပါနင့်အတွက်တင်မဟုတ်ဘူးနင်းပါပိုင်ဆိုင်ခွင့်ရှိလို့ညင်းရတာလေအရင်အမီမသိပဲမပြောပါနဲ့အကြီးရဲ့ဦးလေးကတောင်ပေါ်ကနေဒါကိုတဲဖို့ကူညီပေးခဲ့တာဒီအသားပေါင်ကသူ့လို့အားအတွက်ပါသူကနင့်ဦးလေးလေးဘာလို့အခချင်းငွေအကြောင်းပြောနေရတာလဲလူတွေရေကြလိမ့်မယ်ငါပြောတာကိုနားထောင်အသားကိုပြန်ယူသွားပြီးစားစရာနဲ့လေအကြီးရဲ့အာမနာပါနဲ့ကျွန်တော်ဗိုက်စာတုံးကဒီမှာထမင်းခွဲစားခဲ့ရတာအချိန်ပါအဲ့တုန်းကငယ်သေးလို့မိုက်မဲခဲ့တာပါအခုတော့အရွယ်ရောက်လာပါပြီဘဝတင်ကန်းစာတွေအများကြီးမသိပေမဲ့ဘသူကငါ့အပေါ်ကောင်းလဲဆိုတာတော့သိပါတယ်သူထမင်းစားချိန်မှာခဏဝင်လာတော့ကထမင်းတလုတ်ပေးခဲ့တာပါဒီလောက်ကြာတဲ့အထိမှတ်ထားလိမ့်မယ်လို့မထင်ခဲ့ဘူးတညာရဲနဲ့ကြီးပြင်းလာတယ်လို့ပဲဂူဆန်းချုံမေစီကနေအကုန်ကြားပြီးနင်းတာမရှိရင်ဒီကောင်မလေးရောက်လာမှာမဟုတ်ဘူးငါတို့အသားမယူနိုင်ပါဘူးတကယ်မယူနိုင်တာပါဟိုးချုံမေရဲ့ဘာလုပ်နေတာလဲငါတို့ဒီတော့ဝက်ကိုအတူတူတဲလာတာလေးနင်းလဲအဝေးဆူရတင်ပါတယ်ငါကသူ့ကိုဆွဲဆောင်ပေးခဲ့ရုံပါနင်ကငါအသက်ကိုကယ်ခဲ့တာကျေးဇူးတောင်တေချာမဆက်ရသေးတာကိုဘယ်လိုလုပ်အသားယူရမှာလဲနင်းဆွဲဆောင်ပေးလို့သာငါဒါကိုရခဲ့တာပါဝါတုံနေတဲ့အကောင်ရဖို့ဒီကောင်ကိုငါးစာအဖြစ်သုံးရတာလေးနင်ကအဲ့ဒီတော့ဝက်အတွက်ငါရဲ့ငါးစာပဲအဲ့တော့နင်မှာအကျွေးအများကြီးရှိတယ်နင်ကသာငါးစာလူတိုင်းတော့ဝက်မဖမ်းနိုင်ပါဘူးတောဝက်တွေမှာတောင်စံချိန်ရှိတယ်သူတို့လည်းလှပတဲ့မိန်းကလေးတွေကိုကြိုက်ကြတာပဲတွေးကြည့်ုံနဲ့တင်အန်ဂျင်လာပြီးရိုင်းရန်ဘာလို့မစားတာလဲစားဒါကဟိုဦးချိုတွေထက်တောင်ပိုဆိုးသေးတယ်ရော့မရှက်နဲ့စားပါကလေးစားတွေအများကြီးကြံသေးတယ်အမေတားဖွားတို့အိမ်မှာစားခဲ့ပြီးထပ်မစားနိုင်တော့ဘူးအိမ်မှာအသားချက်မယ်ဆိုတာတိရသားနဲ့ဘာလို့အဖွားတို့အိမ်မှာသွားစားရတာလဲတတိယအကူမစားဘူးလားဒါဆိုသားယူလိုက်ပြီနော်ဒီကလေးကတကယ်စိတ်ဝင်စားစရာကောင်းတဲ့အရာသာရှိတာပဲစားအုပ်တအုပ်ထဲမှာဖတ်ဖူးတဲ့အချို့သောဆေးဘက်ဝင်ပင်တွေကိုအသားချက်တဲ့အခါအမွှေးကြိုင်ဖြစ်သုံးလို့ရတယ်တဲ့အိမ်မှာကလေးစားတွေရှိသေးတာဆိုတော့အရသာပိုကောင်းအောင်လုပ်လို့ရမလားတွားကြည့်လိုက်အောင်မယ်တိုင်းရင်ဆေးကခါတာကိုအသားကောင်းတွေကိုမဖြတ်စီပါနဲ့စားအုပ်ထဲမှာအဲ့လိုပြောထားတာလေအမေကစားအုပ်ထဲကပညာကိုတန်တရားရှိတာလားဒီပါဝင်ပစ္စည်းတစ်ထုပ်တည်းနဲ့ဖက်နှက်ဟောင်းတောင်အရသာရှိသွားမယ်အမကြီးဒါစားအုပ်ထဲကချက်နေပါစနစ်တကျလှုပ်ဝက်ထားရမယ်မချောင်းကြည့်ရဘူးငါဘိုက်ဝနေတာတေးချပါတယ်ဘာလို့ပြန်ပိုက်စာလာရတာလဲအယမ်းမွေးတာပဲအနံ့ဆိုလုံးဝမရှိဘူးပူနွေးနွေးအရသာအပြည့်ပဲဘာစောင့်နေကြတာလဲမြ мян မြည်ကြည့်ကြလေဘာတွေလောနေတာလဲကလေးရအရန်ကောင်းတာပဲဝက်ဥတွေကဒီလောက်မွေးနိုင်မှန်းမသိခဲ့ဘူးကလီစာတွေကမကောင်းတာမဟုတ်ဘူးငါတို့တေချာမချက်ပြုတ်တက်လို့ပါဝက်ကလီစာတွေကဘလို့လို့ဒီလောက်မွေးနိုင်ရတာလဲစာအုပ်ထဲကချက်နည်းကတကယ်ပဲအစွမ်းထက်တာပဲရှောင်းယွန်းနေတကယ်ပဲတောင်ပိုင်းရေကန်အကယ်ဒမီကိုပြန်မသွားတော့ဘူးလား
မိသားစုကငါကြောင်းလာခအတွက်ပတ်စံဘဲကရမှာလဲနေထိုင်ရေးနဲ့စားစရာတွေကပတ်စံကုန်တာလဲတဲကဂျုံတွေကိုရိတ်သိမ်းပြီးရင်ငါနဲ့ကြောင်းလာခသွားပေးမယ်မလိုပါဘူးအမေသားအိမ်မှာတင်ကိုဟာကိုလေးလာလို့ရပါတယ်ဝက်ခေါင်းနဲ့ဝက်ချီတောက်တွေကိုအရတာဝင်အောင်ပူချာချာပေါင်းထားဖို့လိုတယ်သွားမေးကြည့်ပြီးဦးလေးယူဆိုင်ရဲ့လဲကဒီနေ့မထွက်ဘူးတဲ့တတိယအကိုငါတို့ဒီလိုပဲစားနေရင်စားစရာတွေကုန်မသွားဘူးလားငါရှိပါတယ်မင်းပိုက်စာမှမဟုတ်ပါဘူးစားကြပါနောက်မှအသားသွားရောင်းကြတာပေါ့ရာသီဥတုကဒီလောက်ပူနေတာမြို့ကိုရောက်တာနဲ့ဒီတောဝက်သားကိုမြင်မြန်ရောင်းရမယ်စားတောက်ဆိုင်တွေကိုအရင်စစ်ကြည့်တာအကောင်းဆုံးပဲသူတို့ကအသားအများကြီးတုံးကြတာအသားကဂျုံနဲ့မတူဘူးဟောက်ရောက်မှပဲဘလို့ရောင်းရမလဲကြည့်ရမယ်အသားကရှားပါပစ္စည်းပဲမျိုးတွေကတထေးတွေကဈေးကိုဂယူးဆိုင်မှာမဟုတ်ဘူး